ခုကျွန်တော်ပန်တဲ့ photo waifu ရန်ကို upload ပြပေးမှာဖြစ်ပါတယ်เนาะအရင်ဆုံးကျွန်တော် file movie file file တော့ဘာတွေရှိလဲဆိုတာရှိကြည့်လိုက်မယ်ပြပေးမယ်เนาะတော်တော်များသောအားဖြင့်ကျွန်တော်စာရင်းနဲ့ပဲရေးထားများပါတယ်ခဏန်းနေမရှိဘူးเนาะခဏန်းနေတဲ့ file မရှိဘူးเนาะအဲကျွန်တော်ကွန်ပျူတာထဲကနေပြီးတော့ point တွေထုတ်ထားတဲ့ဟာကိုဒီထဲဝိုင်းလောက်တင်နည်းလေးကျွန်တော်ပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော် SD card ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ကျွန်တော်ကွန်ပျူတာထဲကိုထည့်မယ်เนาะကျွန်တော်ဒီ 1 2 3 4ဆိုတဲ့ CSV file လေးကိုကျွန်တော် SD card ထဲထည့်ထားပါတယ် SD card ထဲထည့်ပါတယ်1 2 3 4 file ကဟိုကျွန်တော်ဒီမှာပါ PNZ-D နောက်ထပ် column တစ်ခုထပ်ပြီးတော့ CR ဆိုရိုက်ထည့်ပြီးတော့ကျွန်တော် save ထားတဲ့ file လေးပါအဲ့ဒါလေးကိုကျွန်တော် SD card ထဲထည့်ထားပါတယ်ကျွန်တော်ကွန်ပျူတာနည်းနည်း error တက်နေလို့ဗျာအဲ့တော့ SD card ကို format အင်ချတယ် format ဘယ်လိုချမလဲဆိုတော့ဒီမှာကြည့် default ဆိုတဲ့ဟာကိုယူပြီးမယ် restore default ဆိုတဲ့ဟာရေးပြီးတော့ format ချလိုက်အောင်ပေါ့နော် format ကုန်သားချလိုက်ဗျာ format complete ဆိုပေါ်လာတယ် okay ပြီးပြီပြီးလို့ရှိရင်ဒီကောင်ထွက်လိုက်မယ်ဒီကောင်လည်းထွက်မယ်ပြီးရင်ကျွန်တော်ဒီမှာဒီကျွန်တော်ပြောင်းထားတဲ့ file CSV file column တစ်ခုတိုးထားတဲ့ file လေးကိုကျွန်တော် send to နဲ့ပို့လိုက်မယ် SD card ဆို send to ပို့လိုက်မယ် okay ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင် adjust လုပ်လိုက်မယ်ပြင်ချွတ်မယ်ဒီထဲပြန်ပြောင်းလိုက်ပြီရောကျွန်တော် IO ထဲဝင်မယ် file ထဲဝင်မယ် delivery file ထဲကိုသွားမယ် CSV file တွေပါပြောင်းမယ် enter နှိပ်မယ်1 2 3 4ပေါ်မယ် okay enter နှိပ်လိုက်အောင်ပါအဲဆိုရင်ကျွန်တော် upload တင်တာပြီးဆုံးပါပြီဟုတ် okay အကုန်ပြန်ထွက်ပြီးတော့ကျွန်တော် file ထဲမှာကြည့်မယ် file ထဲမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တင်ထားတာ1 2 3 4 file လိုက်ရှာမှာဒီမှာနာမည်ရှင်းနေရမှာ1 2 3 4 file တွေ့မယ်အကောင် select ပေးမယ်မဲရှာရတော့မယ်အဲဒါနေမယ် list ထဲမှာကျွန်တော်တို့ဒီမှာ73မှရှိပါမယ်ဒါပါပဲ